အခုမြန်မာနိုင်ငံမှာနာမည်ကြီးနေတဲ့ slot နဲ့ online လောင်းစားကင်းတွေကတမင်အနိုင်မရအောင်လုပ်ထားတယ်ဆိုတာသိပါသလားသူတို့ပြောတာကတော့ပတ်စံနည်းနည်းလေးထည့်ဆိုတာနဲ့မထင်ထားတဲ့ငွေအများကြီးကိုပြန်ရနိုင်တယ်သူတို့ game ကိုစောင့်နေကြတဲ့သူတွေကချမ်းသာလာပြီးငွေကြီးကအဆင်ပြေလာတယ်နောက်ပြီးခဏခဏအနိုင်ပြီးတယ်ဆိုတာကလည်းပါသေးတာပါဒါပေမဲ့လက်တွေ့မှာတော့ပြောသလိုဖြစ်မလာတဲ့အပြင် game ကိုစော့လိုက်လို့ဘွားပြတ်သွားတဲ့သူတွေကလည်းပိုပိုပြီးများလာပါတယ်အန်ဟုတ်ဖို့ကောင်းတာကဒီလိုမနိုင်တာတော့လူတွေကဆက်ပြီးစောင့်နေကြတာပါဘာလို့လဲဆိုတော့ရှုံးနေရတော့နောက်တစ်ခါထက်စော့ကျင်အောင်မလုံးနေပေးနေလို့ပါကဲဒီတစ်ခါဗီဒီယိုကတော့မြန်မာပြည်မှာအမြင့်တွင်နေတဲ့ online လောင်းစား game တွေရဲ့အကြောင်းပါပထမဆုံးအရင်နာမည်ကြီးနေတဲ့ slot game ရဲ့အကြောင်းကိုပြောပြပေးပါမယ်။တခုရှိတာက slot game ကလောင်းစားလောက်တာဆိုရင်တချို့နိုင်ငံတွေမှာတရားဝင်ကိုခွင့်ပြုပေးထားတာပါ။နောက်ပြီးအပြင်မှာပတ်စံထည့်စောရတဲ့ slot game ဆက်တွေကိုမြင်မှုကြမှာပါ။အဲဒီဆက်တွေနဲ့စောတဲ့အခါကစားတဲ့သူတွေကိုဘယ်လောက်အနိုင်ပြန်ပေးရမယ်ဆိုတာကိုတရားဝင်သတ်မှတ်ထားပါတယ်။အဲ့ဒါကို RTP Return to Player လို့ခေါ်ပါတယ်။ဥပမာပြောရရင်လူ3ယောက်ကငွေ10သိန်းသုံးပြီး slot game ဆော့ပါတယ်။ဒါပေမဲ့အဲ့ဒီဆက်ကြီးက RTP 90%သတ်မှတ်ထားရဆိုရင်အားလုံးပေါင်းထည့်လိုက်တဲ့ငွေ10သိန်းနဲ့က9သိန်းကိုပဲပလေယာ3ယောက်ကိုအနိုင်ပြန်ခွဲပေးတာပါအဲ့တော့တေချာစဉ်းစားကြည့်မယ်ဆိုရင်ဂျားရဲက3သိန်းကိုတော့ slot ကအမြတ်ရသွားပါလိမ့်မယ်လူ3ယောက်ထဲမှာတော့နိုင်တဲ့သူရှိတယ်လို့ရှုံးသွားတဲ့သူလည်းရှိနိုင်ပါတယ်ဒါပေမဲ့သူတို့3ယောက်ပေါင်းပြန်ရတာက9သိန်းထက်မပိုပါဘူးကဲဒါဆိုရင်တော့ RTP ကိုနည်းနည်းနားလည်လောက်ပြီလို့ထင်ပါတယ်နောက်ပြီးမြန်မာမှာနဲ့မတူတာကနိုင်ငံတကာကတရားဝင် slot set တွေ online slot website တွေကသူတို့ရဲ့ RTP rate ကိုတရားဝင်ပြပေးထားတာပါတကယ်လို့ online company တွေက lobet GB RTP rate တွေကိုလိမ်တာဆော့ရဲသူတွေအနိုင်မရနိုင်တဲ့အထိလုပ်ထားရဆိုရင်တရားဝင်သတ်မှတ်ထားတဲ့ဥပဒေတွေကိုမလိုက်နာတဲ့အတွက်ဂိမ်းဆက်တွေကိုပိတ်ပစ်တာပန်းရှင်အဖမ်းခံရနိုင်ပြီးတော့ထောင်ချခံရတဲ့အထိဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့မြန်မာမှာစော့နေကြတဲ့ slot game တွေကဒီလိုမျိုး RTP rate တွေကိုလည်းပြပေးမထားတဲ့အပြင်နိုင်ချိန်ကလည်းလုံးဝကိုမရှိတာပါဒီမှာကစက်နဲ့ကစားရတာမဟုတ်ပဲကိုကြိုက်တယ်လို့ program ဆွဲလို့ရတဲ့ software တစ်ခုဖြစ်နေတာပါ RTP တရားဝင်သတ်မှတ်ထားတဲ့နိုင်ငံတွေမှာတော့မှကစားတဲ့သူတွေပေါ်လိန်နာညာတာတွေကခဏခဏဖြစ်ပါတယ်ဒါနဲ့မကသေးပဲအဆိုးဆုံးကတော့သူတို့လူလာမှအနိုင်ပေးတာမျိုးပါဆိုတော့လောင်းစားတွေကိုတရားဝင်ဖွင့်ခွင့်ပေးထားတဲ့နိုင်ငံတွေမှာတော့မှအခုလိုမျိုးတွေဖြစ်တဲ့ဆိုရင်တရားဝင်မဟုတ်တဲ့ slot game software တွေကပိုပြီးစိုးနိုင်ပါတယ်ကိုပိုင် software ဖြစ်လို့အနိုင်လဲပေးလို့ရလို့လုံးဝမနိုင်အောင်စရိုက်ရှုံးအောင်လဲထိန်းချုပ်လို့ရပါတယ်ဒီတော့တေချာစဉ်းစားကြည့်မယ်ဆိုရင်ဒါကလောင်းစားပါဘယ်တိုင်းမှလောင်းတဲ့သူကိုမနိုင်စေချင်ပါဘူးအဲ့တော့တေချာတာကအနိုင်ရှုံးကိုငါတို့စိတ်ကြိုက်လုပ်မယ်ဆိုတာမျိုးဖြစ်ဖို့များပါတယ်ဒါအကြောင်းမြန်မာနိုင်ငံမှာ slot game ဆော့မယ်ဆိုရင်ဘယ်တော့မှအနိုင်ရမှာမဟုတ်ဘူးလို့ပြောနေရတာပါ slot game ဆော့တိုင်းမနိုင်နိုင်ဘူးဆိုရင်ပဲဆော့တိုင်းနိုင်နေကြတဲ့သူတွေတော့ရှိနေပါသေးတယ်အဲ့ဒါကတော့လောင်းစား game တွေကိုကြီးညာပေးနေတဲ့သူတွေပါတချို့ကအလကားရတဲ့ unit တွေနဲ့သိန်းရချီနိုင်အောင်ဆော့ပြတယ် game software ကလည်းသူတို့ကိုနိုင်အောင်လုပ်ပေးပါတယ်အဆိုးဆုံးကတော့သူတို့လို like ဆော့ရင်သူတို့နိုင်တယ်လို့နိုင်မယ်ဆိုပြီးပြောလာတာပါဒီတော့ရလက်အနေနဲ့လူငယ်ပရိသတ်တွေကဝိုင်းဆန်းတဲ့အခါသူတို့ရဲ့ပတ်စံတွေပါကုန်တာပါ